မင်္ဂလာပါရဂွန်ကေဇမ်းမှာကြိုဆိုပါရစေဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းများနဲ့ပြည်တွင်းသတင်းများကိုကျွန်မရီတာမှတာဝန်ယူတင်ဆက်ပေးသွားမှာပါ 2 to 3 weeks we're going to bring them back to the stone ages where they belong သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံကိုကြောက်ခက်ကိုပြန်ရောက်သွားအောင်လုပ်ပစ်မယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဝါရှင်တန်ကနေမိန့်ခွန်းပြောကြားရာမှာအီရန်ရဲ့စစ်တပ်ကိုသူတို့ဖျက်ဆီးနိုင်ခဲ့ပြီလို့ကြေညာခဲ့ပါတယ်အီရန်နိုင်ငံရဲ့လျှက်စစ်တပ်အားပေးစက်ရုံတွေကိုဘုံကျဲတိုက်ခိုက်ပြီးတော့အလုတ်ကိုအပိသက်လှုပ်ဆောင်သွားမယ်လို့ကတိပြုခဲ့တာပါဒီမိန့်ခွန်းထွက်ပေါ်လာပြီးနိုင်ပိုင်းအကြာမှာပဲအီရန်ဘက်ကလည်းအစ္စရေးနိုင်ငံအတွင်းကိုဒုံးကျည်တွေနဲ့ထပ်မံတိုက်ခိုက်ခဲ့ပါတယ်ဒါအပြင်ကူဝိတ်ဘာရိန်းနဲ့ဆော်ဒီအာရေဗျနိုင်ငံတွေမှာလည်းဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်တစ်ဖက်မှာလည်းအီရန်သမ္မတမာဇွတ်ပီဇက်ကီရန်ကအမေရိကန်ပြည်သူလူထုထံကိုအိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့ပါတယ်အီရန်နိုင်ငံအမေရိကန်ဒါမှမဟုတ်အိန္ဒိယနိုင်ငံတွေအပေါ်ရန်လိုမှုမရှိဘူးလို့ဆိုထားပြီးတော့လက်ရှိစစ်ပွဲကဘသူရဲ့အကျိုးစီးပွားအတွက်လဲဆိုတာကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့တွေကတော့အီရန်နိုင်ငံအတွင်းကလေဆိပ်တွေနဲ့စိတ်ကမ်းတွေကိုဆက်လက်တိုက်ခိုက်နေပြီးလက်တလောနိုင်ပိုင်းအတွင်းမှာလည်းလူ9ဦးသေဆုံးခဲ့ရပါတယ်။ဒီစစ်ပွဲကြောင့်ကမ္ဘာစီးပွားရေးမှာလည်းကြရိုက်မှုတွေရှိနေပါတယ်။သမ္မတထရန့်ရဲ့မိန့်ခွန်းအပြီးမှာကမ္ဘာရေနံဈေးနှုန်းဟာတစ်စီကိုဒေါ်လာ100ကျော်အထိထိုးတက်သွားခဲ့ပြီးတော့အာရှစတော့ဈေးကွက်တွေလည်းအကြီးအကျယ်ကျဆင်းသွားခဲ့ပါတယ်။ American Democratic အမတ်တွေကတော့ Trump ရဲ့လုပ်ရဟာ American တပ်ဖွဲ့ဝင်တွေကိုအန္တရာယ်ဖြစ်စေတယ်လို့ဝေဖန်နေကြပါတယ်။ဒီလူဟာတကယ်တော့စီမံကိန်းစီစဉ်ဘာမှမရှိဘူးလို့လည်းအချို့ကပြင်းပြင်းထန်ထန်ပြောဆိုနေကြပါတယ်။အခုဆိုရင်အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အာယာတိုလာခါမီနီတည်ဆုံသွားပြီးတဲ့နောက်သူ့ရဲ့သားဖြစ်သူမိုဂျာဒါဘာကဆက်ခံထားပြီး American နဲ့ Israel ကိုလက်တုပ်ပြန်သွားမယ်လို့ကြေညာထားပါတယ်။အရှေ့အလယ်ပိုင်းစစ်မီးကကမ္ဘာစစ်ပွဲကြီးထိကူးဆက်သွားမလားဆိုတာကတော့စိုးရိမ်စရာဖြစ်နေပါတယ်။အမေရိကန်အစိုးရဂူဟန်နဲ့မြောက်မာရီယာနာကျွန်းစုတွေအနီးမှာနီဗားဒါးပြည်နယ်အရွယ်စားလောက်ရှိတဲ့ပင်လယ်ကျမ်းမြေဧရိယာတစ်ခုကိုမိုင်းတူးဖော်ဖို့စီစဉ်နေပါတယ်။ဒီဧရိယာဟာစုစုပေါင်းဧက69တန်းခန့်ကျယ်ဝန်းပြီးတော့အနာဂတ်နည်းပညာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ကိုဘော့နီဂယ်ဂျင်းနီနဲ့ရှားပါးမြေဒရက်စင်တွေထွက်ရှိနိုင်တဲ့နေရာဖြစ်ပါတယ်။ဒီစီမံကိန်းဟာအမေရိကန်သမိုင်းမှာအကြီးမားဆုံးပင်လယ်ကျမ်းမြေတူးဖော်ရေးအဆိုပြုချက်ဖြစ်လာနိုင်တယ်လို့သုတေသနပညာရှင်တွေကဆိုပါတယ်။လက်ရှိကမ္ဘာရှားပါးတပ်ထုထုတ်လုပ်မှုရဲ့90%ကိုတရုတ်နိုင်ငံကလက်ဝါးကြီးအုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့် Trump အစိုးရအနေနဲ့နည်းပညာနဲ့ကာကွယ်ရေးကဏ္ဍတွေမှာတရုတ်အပေါ်အလွန်ကျွံမှီခိုနေရမှုကိုလျှော့ချဖို့အတွက်ဒီပင်လယ်ကျမ်းမြေတူးဖော်ရေးကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်လာတာဖြစ်ပါတယ်။ဒါအပြင်တရုတ်သုတေသနသင်္ဘောတွေကလည်းဂူဟန်ကျွန်းအနီးကရေပြင်တွေကိုမကြာခဏလာရောက်စူးစမ်းနေတာကြောင့်ဒါတယံဇာတအတွက်တင်မကပဲစစ်ရေးအရာအသာစီးရဖို့ကြိုးပမ်းမှုတွေလည်းပါဝင်နေတယ်လို့ကြွက်ကျစ်သူတွေကသုံးသပ်ထားကြပါတယ်။ဒါပေမဲ့ဒီစီမံကိန်းအပေါ်ဂူဟန်နဲ့မာရီယာနာကျွန်းစုကဒေသခံတွေနဲ့အစိုးရတာဝန်ရှိသူတွေကတော့စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ပင်လယ်ကျမ်းမြေတူးဖော်မှုကြောင့်ရေရဂေယစနစ်တွေပျက်စီးမှာငါးဖက်လုပ်ငန်းနဲ့ခီးသားလုပ်ငန်းတွေကိုထိခိုက်မှာကိုသူတို့ကကန့်ကွက်နေကြတာပါဂူဟန်ထက်လွတ်တော်အမတ်ဝီလီယံပါကင်ဆန်ကတော့ပစိဖိတ်ဒေသဟာကျွန်းစုနေပြည်သူတွေကိုဘေးဖယ်ထားပြီးအင်အားကြီးနိုင်ငံတွေကစားတဲ့စစ်တုရင်ခုံမဖြစ်သင့်ဘူးလို့ဝေဖန်ပြောကြားခဲ့ပါတယ်နီးပညာအပြိုင်မှုကြားမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့စီးပွားရေးအကျိုးအမြတ်ဘယ်ရာအနိုင်ရသွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ် Humanity's next great voyage begins. Good roll pitch. Roger, roll pitch. American အာကာသအေဂျင်စီ NASA ဟာအာကာသယာဉ်မှူးလေးဦးလိုက်ပါသွားတဲ့ Artemis 2 mission ကိုဗုဒ္ဓဟူးနေ့ကအောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီသမိုင်းဝင်လွှတ်တင်မှုကို American ပြည်ထောင်စု Florida ပြည်နယ်မှာရှိတဲ့ Kennedy အာကာသစင်တာကနေပြီးတော့လှုပ်ဆောင်ခဲ့တာပါ။အထက်32ထပ်မြင့်တဲ့ SLS ဒုံးပျံကြီးဟာ Orion အာကာသယာဉ်ကိုတည်ဆောင်ပြီးအောင်မြင်စွာပြန်တက်သွားခဲ့ပါတယ်။အခုခရီးစဉ်ဟာ1982ခုနှစ်နောက်ပိုင်းဆိုလိုတာကနှစ်ပေါင်း90ကျော်အတွင်းမှာလူသားတွေကမ္ဘာပတ်လမ်းကြောင်းပြင်ပကိုပထမအဆုံးချိန်ခရီးထွက်ခွာရလဲဖြစ်ပါတယ်။အာကာသယာဉ်မှူးလေးဦးတို့ဟာလကမ္ဘာကိုပတ်ပြီးတော့10ရက်ကြာခရီးနှင်ကြမှာဖြစ်ပါတယ်။တကယ်တော့ဒီလွတ်တင်မှုမတိုင်ခင်နိုင်ပိုင်းအလိုအထိဟိုက်ဒရိုဂျင်လောင်စာယိုစိမ့်မှုနဲ့ဘက်ထရီပိုင်းဆိုင်ရာနည်းပညာအခက်အခဲတွေရှိခဲ့ပါတယ်။ဒါပေမဲ့ NASA အင်ဂျင်နီယာတွေကအောင်မြင်စွာဖြေရှင်းနိုင်ခဲ့လို့ချောချောမောမောလွတ်တင်နိုင်ခဲ့တာပါ။အာကာသယာဉ်မှူးတွေကကမ္ဘာကနေအဝေးဆုံးကိုခရီးနှင်ကြမှာဖြစ်ပြီးလကမ္ဘာရဲ့ဆွဲငင်အားကိုအသုံးပြုကကမ္ဘာမီကိုပြန်လည်ဆင်းသက်လာမှာဖြစ်ပါတယ်။ဒီခရီးစဉ်ကနောက်တစ်ချိန်မှာလူသားတွေကိုအင်္ဂါဂြိုဟ်အထိဆစ်လွတ်နိုင်မှုအတွက်အဓိကခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ NASA ရဲ့သိပ္ပံမစ်ရှင်အကြီးအကဲ Nikki Fox ကတော့ဒါဟာအပိုလိုခေတ်ကိုမမီလိုက်တဲ့မျိုးဆက်သစ်တွေအတွက်သူတို့ရဲ့အပိုလိုမစ်ရှင်ပဲလို့တင်စားပြောဆိုခဲ့ပါတယ်။ဒီမစ်ရှင်ကကမ္ဘာတော်ကလူငယ်တွေအတွက်မျှော်လင့်ချက်နဲ့အိမ်မက်တွေကိုတည်ဆောင်သွားတာဖြစ်တယ်လို့လည်းဆိုပါတယ်။အာကာသယာဉ်မှူးလေးဦးကလာမယ့်ရက်ပိုင်းအတွင်းပစိဖိတ်သမုဒ္ဒရာတွေကိုဘေးကင်းစွာပြန်လည်ဆင်းသက်နိုင်မှုတစ်ကမ္ဘာလုံးကဆူတောင်းပေးနေကြပါတယ်။